strength with opportunity and trust strength အတန်နဲ့ weakness အားနည်းတယ် opportunity အခွင့်အရေး trust ချိန်ချောက်မှုဘယ်ဟာပဲဖြစ်ဖြစ်ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်ဘယ် organization ဘယ် team work ပဲဖြစ်ဖြစ်ဘယ်စီးပွားရေးပဲဖြစ်ဖြစ်ဒီလေးခုတွေကအားနည်းချက်တွေအားသာချက်တွေအခွင့်အရေးတွေချိန်ချောက်မှုတွေကအမြဲတမ်းရှိနေပါတယ်ဒီနေရာမှာပဲ leadership ခေါင်းဆောင်မှုအပိုင်းမှာဒီဟာတွေကမဖြစ်မနေတွေ့ကြုံရမှာဖြစ်ပါတယ် lead to learn learn to lead ခေါင်းဆောင်မှုအတွက်သင်ယူရမယ်သင်ယူမှုအတွက်သင်ယူခြင်းဖြင့်ခေါင်းဆောင်ရမယ်ဒီဥစ္စာတွေက lead to learn learn to lead ဆိုတဲ့ဟာကိုလည်းမှတ်သားပြီးတော့လေ့လာရမယ်ကျင့်သုံးရမယ်ဥဆောင်ရမယ်တိတူနဲ့တိဆောက်တာမှုသင်ယူမှုနဲ့တိဆောက်နေတာ learn to learn learn to lead lead to learn ဆိုတဲ့အနေထားရလူတိုင်းဟာအမြဲတမ်းဒီလေးခုနဲ့ရင်ဆိုင်နေရမယ်တွေ့ကြုံနေရမယ်ဆိုတဲ့သဘောအရာအမြဲတမ်းဖြစ်နေမှာပါ skill development emotional regulation and resilience stress management deep listening and compassionate speaking focus and attention mindful decision making daily mindfulness skill development ကြံ့ကျင်မှုတိုးတက်အောင် emotional regulation စိတ်ပိုင်းဆိုင်ရာပုံမှန်ဖြစ်ပြီး resilient ခံနိုင်ရရှိရမယ် stress management ဖိအားတွေကိုစီမံခန့်ခွဲတတ်ရမယ် deep listening အခြေအနေအရပ်ရပ်ပေါ်မှာနားထောင်မှတ်သားမယ် compassionate speaking ပြောဆိုတဲ့အခါမှာလဲတစ်ဖက်သားရဲ့ feeling ကိုကြည့်ပြီးတော့မှပြောဆိုရမယ်ပေါ့ focus in attention အာရုံစူးစိုက်မှုရှိရမယ် mindful decision making ခေါင်းဆောင်မှုမှာ decision making ကဆုံးဖြတ်ချက်ချမှုကအဓိကပေါ့ daily mindfulness daily ဆိုတာနေ့တိုင်းသတိတရားနဲ့လောက်ပါနေ့တိုင်းနေမကဘူးတကယ်တော့ every minute every second နိုင်တိုင်းမှာစက္ကန့်တိုင်းမှာသတိတရားနဲ့ဆင်ခြင်ရမယ်ပြောဆိုရမယ်ဒါဆိုရင် skill development skill ကျွမ်းကျင်မှုကတိုးတက်လာမှာဖြစ်ပါတယ် cultivating compassion gratitude and forgiveness learning outcome သင်ယူမှုရလဒ် practice loving kindness and compassion meditation loving kindness မေတ္တာတရားကိုကျင့်သုံးရမယ် recognize power of gratitude and emotional resilience စိတ်ပိုင်းဆိုင်ရာချစ်ခင်မှုပဲဖြစ်ဖြစ်ဒေါသထွက်မှုပဲဖြစ်ဖြစ်အခြေအနေအရပ်ရပ်ပေါ်မှာ resilient ခံနိုင်ရရှိရတဲ့ power စွမ်းရည်ပေါ်မှာ
အချင်းနေရဲ့ပေါ်မှာ gratitude ကျေးဇူးတင်ပါတယ်ဆိုတဲ့ရလက်အနေအထားမှာလက်ခံနိုင်တဲ့ဥစ္စာကို recognize မှတ်သား understanding the importance of forgiveness in healing in leadership ခေါင်းဆောင်မှုအပိုင်းမှာ healing ခံစားမှုပုံမှာကာကွယ်ကုသတဲ့အနေနဲ့ forgiveness ခွင့်လွတ်တတ်တာလည်းအရေးကြီးတယ်ဆိုတဲ့ understanding အရေးကြီးတဲ့အခန်းကဏ္ဍမှာပါဝင်ပါတယ်ဆရာဦးမြကြိုင်ပြောလေရှိတဲ့ to understand or forget all understand all အချင်းဤအရေးရဲ့ပုံမှာနားလည်လို့ရှိရင် forget all နားလည်ခွင့်လွတ်တတ်တယ်တဲ့တူဦးရဲ့အခြေအနေပေါ်မှာသိလို့ရှိရင်သူ့ရဲ့အခြေအနေကဒါလို့ရတယ်ဆိုတဲ့အနေအထားပေါ်မှာနားလည်ခွင့်လွတ်တက်လာအောင်နားလည်တက်အောင်နားလည်လို့ရှိရင်ခွင့်လွတ်တက်တယ်ဆိုတဲ့သဘောတဘာဝကိုဆရာဦးမြကြိုင်သင်လေးရှိပါတယ်အလားကို to understand or forget all integrate heart-based meditation into daily life and work အလုံးမှာပဲဖြစ်ဖြစ် daily life နေ့စဉ်ဘဝမှာပဲဖြစ်ဖြစ် heart-based mindfulness နှလုံးသားအယံခံပေါ်မှာတတိတရားထားပြီးတော့မှပေါင်းဆက်လေးလာကျင့်သုံးရမယ်ဆိုတဲ့ဟာဒီကိုလေ learning outcome သင်ယူမှုရလဒ်ဖြစ်ပါတယ်လို့ပြောပါရစေ ability to process လက်ခံနိုင်ဖို့ understanding နားလည်ဖို့ handle one's own emotion ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကို handle ဆိုတဲ့နေရာမှာထိန်းသိမ်းမှုဆိုတဲ့သဘောတရားနေရာမှာ number 1 self awareness number 2 self regulation number 3 motivation number 4 empathy number 5 social skill ဒါတွေအဓိကလိုအပ်ပါတယ်self awareness ဆိုတဲ့ပုံမှာတူတယောက်ရဲ့ emotion စိတ်ပိုင်းဆိုင်ရာခံစားမှုတွေဆိုတဲ့အပေါ်မှာအားနည်းချက်တွေအားသာချက်တွေအခွင့်အလမ်းတွေဆုံးရှုံးမှုချိန်ချောက်မှုတွေကိုလည်းသိရမှာဖြစ်ပါတယ်အဲ့ရဲ့အကျိုးသက်ရောက်မှုပေါ်မှာ how to handle ဘယ်လိုလက်ကင်ထိန်းသိမ်းရမယ်ဆိုတဲ့ပုံမှာ self awareness ကိုသတိထားမှုကိုဆိုလိုပါတယ် self awareness ဆိုတာကသတိထားမှု mindfulness ပေါ့ self regulation ability to manage emotion and think before action ပြုလုပ်တဲ့အခါတိုင်းမှာစဉ်းစားရမယ် emotion ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာခံစားမှုကို manage စီမံခန့်ခွဲတတ်ရမယ် number 3 motivation drive achieve goal despite emotional setback distraction ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ် setback နောက်ပဲပြန်ရောက်ရှေ့မသွားပဲရပ်တန့်ပဲနေ emotion
စိတ်ပိုင်းဆိုင်ရာ motivation စိတ်အားထက်သန်မှုရှိအောင်လုပ်ရမယ် empathy ဆိုတာကတခြားသူရဲ့စိတ်ခံစားမှုကိုတခြားသူရဲ့အခြေအနေပေါ်မှာ sympathy empathy နားလည်တတ်ရမယ်ခွင့်လွှတ်တတ်ရမယ်မေတ္တာတရားထိုင်းနိုင်တဲ့အပေါ်မှာခွင့်လွှတ်တတ်ရမယ်အဲ့လာဒီက sympathy empathy ဆိုတာကတခြားလူရဲ့ perspective စိတ်ခံစားမှုပေါ်မှာကိုကမြင်တတ်ရမယ်နားလည်တတ်ရမယ်ပေါ့ number 5 social skill ဆိုတာ manage relationship effort ကိုယ်နဲ့ပတ်သက်တဲ့လူပေါ်မှာ manage စီမံခန့်ခွဲတတ်ရမယ် communication ပြောဆိုဆက်ဆံတွေးခေါ်တဲ့နေရာမှာ vision ဆိုတဲ့အမြင်ရှင်းလင်းရမယ်အမြင်နားလည်တတ်ရမယ် influence to other positive တခြားသူရဲ့ positive outcome ဆိုတဲ့ positive ဆိုတဲ့ negative မဟုတ်တဲ့ positive အကောင်းမြင်ဝါဒပေါ်မှာပေါ်ထွက်လာအောင်လုပ်ရမယ် positive outcome ကိုယ်နဲ့ positive outcome ဖြစ်အောင်ချိန်ရမယ်ချိန်နိုင်ရမယ်ဒီဟာဒီ၅ချက်က emotional intelligence စိတ်ပိုင်းဆိုင်ရာမှာ important တကယ်အရေးကြီးတဲ့အကြောင်းအရာတွေပါ better relationship ပေါင်းပြောဆိုဆက်ဆံပေါင်းတင်တဲ့အခါမှာကောင်းမွန်တဲ့ဆက်သွယ်မှုကိုရနိုင်ပါတယ်အလုပ်အကိုင်မှာပဲဖြစ်ဖြစ်နေရာတိုင်းမှာဒီ၅ချက်ကတိုးတက်နိုင်ပါတယ်